ကိုရီးယားနိုင်ငံရှိလူနေထူထပ်တဲ့မြို့တစ်မြို့မှာအဆောက်အဦကြီးတစ်လုံးမီးလောင်နေပြီးမီးသတ်သမားဟောင်ကလူတစ်ယောက်ကိုကယ်တင်ဖို့အဆောက်အဦပေါ်ကနေခုန်ချလိုက်ပါတယ်။မီးပူပြင်းထန်လွန်းလို့ကျိုးကပူလောင်ပျက်စီးသွားပြီးလုံခြုံရေးကောင်းဝန်းပေါ်ကိုမရောက်ဘဲမြေပြင်ကိုပြုတ်ကျသွားပါတယ်။သူ့ဘဝတစ်လျှောက်လုံးအမတ်တရတွေမျက်စိရှိမှဖြတ်တန်းသွားပေမဲ့အံ့ဩဖွယ်ကောင်းစွာနဲ့တေးမသွားဘဲမိန်းကလေးလေးကိုကယ်တင်ပြီးနိုးထလာနိုင်ခဲ့ပါတယ်။သူမိန်းကလေးရဲ့မိသားစုစီကိုအမြန်ပြေးသွားပြီးထိခိုက်ဒဏ်ရာရှိမရှိစစ်ဆေးခြင်းပေမဲ့ဘယ်သူမှမတုံ့ပြန်ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့နာမည်ကိုခေါ်နေတဲ့အတန်တစ်ခုကြားရပြီးဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ကမီးလောင်မှုအလဲမှာပြုံးပြုံးနဲ့သူ့ကိုကြည့်နေကြတာကိုတွေ့ရပါတယ်။ဟောင်ကအန္တရာယ်ရှိလို့နောက်ဆုတ်ဖို့ပြောပေမဲ့မိသက်သမားတွေကသူနဲ့အတူတူပုံစံရှိတဲ့လူတစ်ယောက်ကိုကယ်တင်နေကြတာကိုသတိထားမိသွားပါတယ်။ချုံဆိုတဲ့အမျိုးသမီးကဟောင်ဟာတေဆုံးခါနီးမှာပါရဂွန်တစ်ယောက်ဖြစ်ပြီးတရားစီရင်မှု9ဆင့်ကိုဖျက်ဆီးဖို့ကူညီပေးဖို့သူတို့ရောက်လာတာလို့ပြောပါတယ်မက်ဆိုတဲ့အခြားအုပ်ထိန်းသူကသူတို့ရဲ့ခေါင်းဆောင်ကတရားစီရင်မှုတကားရှိမှစောင့်နေပြီးအခုချက်ချင်းသွားရမယ်လို့ပြောပါတယ်ဟောင်ကအရာအလုံးကိုနားလည်ရခက်ပြီးသူ့ရဲ့တေဆုံးသွားတဲ့ကိုခန္ဓာကိုဝမ်းနဲ့နေကြတဲ့မိတ်ဆွေတွေကိုကြည်ရင်နောက်သို့ဆုတ်သွားပါတယ်သူ့အမေကိုတွေးချင်လို့အခုမသေးချင်သေးဘူးလို့အော်ဟစ်ပေမဲ့သူ့ကိုတခုစီလေထဲမှာမျောတက်သွားပါတယ်သူ့အမေကိုချစ်ခင်စိတ်ထားရှိနေသေးတာကြောင့်အုတ်ထင်းသူတွေပါစိတ်လှုပ်ရှားသွားကြပါတယ်သူတို့ဟာအခြားလောကတစ်ခုကိုရောက်လာပြီးလူထောင်ပေါင်းများစွာကတရားစီရင်မှုတကားစီကိုတွားနေကြတာကိုမြင်ရပါတယ်ဟောင်ကအုတ်ထင်းသူကောင်းဆောင်ရိန်းနဲ့တွေ့ဆုံပြီးရိန်းဟာလွန်ခဲ့တဲ့ရာစုအတွင်းဝိညာဉ်လေး18ယောက်ကိုပြန်လည်မွေးဖွားစေခဲ့သူဖြစ်ပါတယ်။ပါရဂွန်ဖြစ်တာကိုချီးကျူးပေမဲ့ဟောင်ကကိုကောင်းမွန်တဲ့လူမဟုတ်ဘူးလို့ပြောပြီးညှင်းဆိုပါတယ်။တရားစီရင်မှုတကားထဲဝင်လိုက်ချိန်မှာမီးလောင်ကျွမ်းနေတဲ့အန္တရာယ်ကြီးသောတပ်ဖြတ်မှုတောင်တန်းလို့ခေါ်တဲ့နေရာကိုရောက်သွားကြပါတယ်။မက်ကဟောင်ကိုလူတက်ဖူးလားလို့မေးပေမဲ့ဟောင်ကမလုပ်ဘူးလို့ပြောပါတယ်။ရိန်းကတိုက်ရိုက်မလုပ်ပေမဲ့မလုပ်ဖဲထားခြင်းကြောင့်လူတစ်ယောက်တေဆုံးသွားရင်လည်းတရားစီရင်ခံရမယ်လို့ရှင်းပြပါတယ်။လူတွေကိုမီးလောင်နဲ့ချလိုက်ပြီးအပြစ်ပေးနေကြတဲ့အကြမ်းဖက်မှုကိုဟောင်မြင်တွေ့ရပါတယ်။တရားစွဲသူတွေကဟောင်ဟာမိတ်ဆွေတယောက်ကိုကယ်တင်နိုင်တဲ့အခါမကယ်ခဲလို့တေဆုံးသွားတယ်လို့ဆွဆွဲပြီးမီးလောင်ထဲမှာနှစ်ပေါင်းများစွာအပြစ်ပေးဖို့တောင်းဆိုပါတယ်။ရိန်းကဖြစ်ရဲ့အမှန်ကိုပြန်လည်စစ်ဆေးဖို့တောင်းဆိုပြီးဟောင်ဟာတကယ်ကမိတ်ဆွေကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့မဖြစ်နိုင်လို့အခြားလူတွေကိုကယ်ဖို့သွားခဲ့ရတာကြောင့်လူ၈ယောက်ကိုကယ်နိုင်ခဲ့တယ်လို့ရှင်းပြပါတယ်။နောက်ဆုံးမှာတရားသူကြီးကအပြစ်ကင်းလွတ်ခွင့်ပေးပါတယ်။ဒီလိုနဲ့ဟောင်ဟာအခြားတရားစီရင်မှုတွေကိုဆက်လက်ဖြတ်တန်းရင်းမိသားစုအတွက်လုပ်ခဲ့တဲ့အနစ်နာခံမှုတွေမိခင်နဲ့ညီကိုချစ်မြတ်နိုးမှုတွေကိုတဆင့်ချင်းဖော်ထုတ်ပြသလာပါတယ်။နောက်ဆုံးတွင်သူ့မိခင်ကသားကိုအရင်ကတည်းကခွင့်လွှတ်ပြီးသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်တာကြောင့်ဘရင်ရောင်ရာကိုပါစိတ်လှုပ်ရှားစေပြီးဟောင်ကိုပြန်လည်မွေးဖွားခွင့်ပေးလိုက်ပါတယ်။ဟောင်ကအုတ်ထင်းသူတွေကိုကျေးဇူးတင်စကားပြောပြီးအလင်းရောင်ကြီးတဲ့ပျောက်ကွယ်သွားပါတယ်။လူလောကဘက်မှာတော့ရိန်းကဟောင်ရဲ့ညီဖြစ်တဲ့စူကို49ယောက်မြောက်ပြန်လည်မွေးဖွားသူအဖြစ်ခေါ်ဆောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်